ဒီဖယားများနဲ့အေးချမ်းတဲ့ဌာနေရွာပါအခွင့်သာရင်ဒါလည်းပါဗျာတောင်တွင်းကြီးချွေမြို့ရဲ့ချင်းကုန်းရွာကလေးမှာစပားရင်တွေလေယူရတိငိမ့်နှွဲလို့နေပြန်တာရန်အောင်မြင်မအောင်မြင်စေဒီဖယားမှာဘုံမျိုးနိုင်မိတာအရောက်တော့လာပါအေးစေဒီထန်တော်ပါမှာတကူကြည့်လို့ဘုံမျိုးစီလို့တာသာသနာတကယ်ထွန်းကားတဲ့တကယ်ထွန်းကားတဲ့ကျွန်တော်တို့ရွာကလေးပါစီဒီဖယားများနဲ့အေးချမ်းတဲ့ဌာနေရွာပါအခွင့်သာရင်လာလေပါဗျာတောင်တွင်းကြီးချွေမြို့ရဲ့ချင်းကုန်းရွာကလေးမှာစပားရင်တွေလေယူရတိငိမ့်နှွဲလို့နေပြန်တာရန်အောင်မြင်မအောင်မြင်စေဒီဖယားမှာဘုံမျိုးနိုင်မိတာအရောက်တော့လာပါအေးစေဒီထန်တော်ပါမှာတကူကြည့်လို့ဘုံမျိုးစီလို့တာဘာသာသာသနာတကယ်ထွန်းကားတဲ့တကယ်ထွန်းကားတဲ့ကျွန်တော်တို့ရွာကလေးပါဆရာတော်ဖယားမှာဥတီဟာညာနာလို့ကိုယ်ကလေးများကထင်လင်းမွေးတာနိဗ္ဗာန်ရောက်ကြောင်းအမတရားများပူချပြီးနေတာချင်းကုန်းဌာနေရွာကိုဖြိုးတို့ကြည်ရွာရွာဝင်ညာမြေလဲဓမ္မယနဲ့ငါထုံသိမွေးတာချွေညာသူချွေညာသာရိုးသားစွာစီလုံးညီညီညာဧည့်သည်လာရင်စောင့်ငါကြိုနေမှာလမ်းလို့လာပါအခေါက်ရောက်လာအေးချမ်းစွာသာသာယာစိတ်ကြည်လင်စရာကျွန်တော်တို့ရဲ့ချင်းကိုအညာကြည်ရွာဖယားများနဲ့အေးချမ်းတဲ့ဌာနေရွာပါအခွင့်သာရင်ဒါလည်းပါဗျာတောင်တွင်းကြီးချွေမြို့ရဲ့ချင်းကုန်းရွာကလေးမှာစပားရင်တွေလေယူရတိငိမ့်နှွဲလို့နေပြန်တာရန်အောင်မြင်မအောင်မြင်စေဒီဖယားမှာဘုံမျိုးနိုင်မိတာအရောက်တော့လာပါအေးစေဒီထန်တော်မှာတကူကြည့်လို့ဘုံမျိုးစီလို့တာသာသနာတကယ်ထွန်းကားတဲ့တကယ်ထွန်းကားတဲ့ကျွန်တော်တို့ရွာကလေးပါဆရာတော်ဖယားမှာဥတီဟာညာနာလို့ကိုယ်ကလေးများကထင်လင်းမွေးတာနိဗ္ဗာန်ရောက်ကြောင်းဓမ္မတရားများပူချပြီးနေတာချင်းကုန်းဌာနေရွာကိုဖြိုးတို့ကြည်ရွာရွာဝင်ညာမြေလဲဓမ္မယနဲ့ကထုံသိမွေးတာချွေညာသူချွေညာသာရိုးသားစွာစီလုံးညီညီညာ
ဧည့်သည်လာရင်စောင်းငါကျူနေမှာလမ်းလို့လာပါတစ်ခေါက်ရောက်လာအေးချမ်းစွာသာသာယာစိတ်ကြည်လင်စရာကျွန်တော်တို့ရဲ့ချင်းကိုအညာကြည်ရွာ